ဖိလစ်ပိုင်မဲကိုကြော်ဖို့မဲအများပြားလိုအပ်နေတဲ့မြင့်မြတ်မို့အလှမဲ့မြင့်မြတ်မို့ကတော့ရုပ်ရည်ရောအရှံမောင်ရောခန္ဓာကိုယ်ရောကဘာမှပြောစရာမရှိအောင်နိုင်ငံသားသူတွေနဲ့ရှင်းနိုင်တဲ့အထိပြည်စုံနေတဲ့အလှမဲပါပြိုင်ပွဲဆောင်ကလေးကမြင့်မြတ်မှုကိုခရောင်းကြီးရနိုင်မယ်လို့မြန်မာပြည်သက်တွေကခံမှန်းထားခဲ့ကြပြီးမိဖိုင်နယ်ပွဲနီးကပ်လာလေမြင့်မြတ်မှုအတွက်ရှင်တထိတ်ထိတ်ပြင်ရလေးပါပဲအကြောင်းကတော့ Miss Cosmo ပွဲကြီးကိုစပွန်ဆာပေးပြီးကူညီထားတဲ့ Nomi Pan ကရွေးချယ်ထားတဲ့လာမယ့်26ရောက်စီမှာမြင့်မြတ်မှုမပါလာခဲ့လို့ပါပဲ။အဲ့ဒီ26ရက်ကိုသူတို့ project တွေကိုကြည့်ပြီးရွေးချယ်ခဲ့တာဖြစ်ပြီးမြင့်မြတ်မှုရဲ့ project ကစိတ်ဝင်စားစရာမကောင်းလို့အရွေးမခံရတာဆိုပြီးဖိလစ်ပိုင်နဲ့ဗီယက်နမ်တွေကဝေဖန်ခဲ့ကြပါသေးတယ်။ဒါပေမဲ့အရွေးခံရတဲ့အလှမယ်တချို့ဆိုရင်မြင့်မြတ်မှုလောက်တောင် project မရှိပဲဖြစ်ကြတဲ့ဆံဝင်ပြိုင်တဲ့နိုင်ငံကအလှမယ်တွေလည်းပါဝင်နေပါသေးတယ်။မြင့်မြတ်မှုကိုရွေးသိမ်းလျက်နဲ့မရွှေလုံလှုပ်ပွဲလားဆိုပြီးမြန်မာပြည်သက်တွေကဒေါသထွက်နေကြတာပါဒါပေမဲ့အဲ့ဒီနောင်မအေးပန်းကရွေးတဲ့26ယောက်ကဖိုင်နယ်မှာရွေးခံရမယ်လို့လည်းမပြောပါဘူးမြင့်မြတ်မှုကရေကူးဝစ်စုံပြိုင်ပွဲမှာလည်း top 5ဝင်ခဲ့တယ်လို့အရှိကပွဲတွေမှာလည်းအကောင်ဆုံးလုပ်ပြနိုင်ခဲ့လို့နိုင်ငံခြားစီးပွားရေးလုပ်ငန်းရှင်တွေကတော့ကြော်ညာရိုက်ကူးဖို့တင်စိတ်ဝင်စားခဲ့ကြတာပါဒါပေမဲ့အရေးကြီးတဲ့ပွဲတစ်ပွဲဖြစ်တဲ့ Carnival Costume ပွဲမှာတော့မြင့်မြတ်မှုရဲ့တောင်းဝတ်စုံကလှပပေမဲ့ရုပ်ရှင်လွတ်နေတာကြောင့်အကောင်ဆုံးဝတ်စုံ14ခုတွေမပါဝင်ခဲ့ပါဘူး။ Carnival Show ကစားပြီးနောက်ရက်တင်ဝတ်တဲ့ Evening ဝတ်စုံအနီရောင်နဲ့ဖြူရောင်တို့ကလည်းရုပ်ရှင်မီစိတ်ဝင်စားစရာမကောင်းလို့နိုင်ငံတကာပရိသတ်တွေရဲ့စိတ်ဝင်စားမှုကိုမရခဲ့ပါဘူး။ဘိုဆိုရာကတော့ရှေ့ရက်ကျင်းပခဲ့တဲ့ Vietnam Fashion Show ပွဲမှာ Miss Cosmo တင်ကစီစဉ်ပေးတဲ့ဝတ်စုံဟာမြင့်မြတ်မှုအတွက်အယောင်လိုက်ဖက်မှုမရှိခဲ့ပါဘူး။ဒီချက်တွေကြောင့်ပဲအခုရက်ပိုင်းမှာမြင့်မြတ်မှုကိုအားပေးတဲ့နိုင်ငံတကာပရိသတ်တွေကအားပေးမှုရော့ကျသွားခဲ့တာပါ။ Cosmo ရဲ့စီကံအရမဲအများဆုံးသူက Top 10ကိုအော်တိုဝင်ရမယ်လို့သတ်မှတ်ထားတာကြောင့်အလာမယ်ဒီဟာဖိုးရဖို့အပြိုင်ဆိုင်စ조사နေကြရပါတယ်။အခုဆိုရင်ဖိလစ်ပိုင်လာမယ်ကမဲအများဆုံး340နဲ့ထိတ်ဆုံးရရှိနေပြီးဝင်းနာဖြစ်ဖို့ဟော့ဖြစ်ဆုံးလာမယ်ဖြစ်နေတာပါ။မြင့်မြတ်မှုကတော့နံပါတ်4နေရာမှာသာရှိနေပြီးမဲရီအတွက်10သိန်းဝန်းကျင်ပဲရထားတာကြောင့်ဖိလစ်ပိုင်ကိုမီဖို့အရန်ကွာနေတာကြောင့်ပြည်သက်တွေပေးမဲ့မဲရလက်တွေလိုအပ်နေပါတယ်။မြင့်မြတ်မှုရဲ့ရှိမှာတော့ပနာမာမက္ကဆီကိုဗီယက်နမ်အလှမယ်တွေရှက်တည်နေရပါဗီယက်နမ်လူမျိုးတွေကတော့ဖိလစ်ပိုင်လှမယ်ကိုဝင်းနာရမှာစိုးရင်နေကြပြီးမြင့်မြတ်မှုကိုပဲအားပေးနေကြပါတယ်ဖိလစ်ပိုင်လှမယ်ကလည်းဖိုင်နယ်ပွဲနီးကလာနေလေမဲပုံများလိမ့်မို့နိုင်ငံတကာကအာရုံစိုက်မှုတွေများနေပါတယ်သူပဲ People Choice ဆုရသွားမလားဒါမှမဟုတ်မြင့်မြတ်မှုပဲ Winner Crown ဆောင်းရမလားဆိုတာကတော့ရှင်ခုန်စိတ်လှုပ်ရှားစရာပါပဲမြင့်မြတ်မှုကတော့စိုးရိမ်စိတ်တက်ကြမနေပဲဒီနေ့မှလည်းရွှင်ရောင်တောက်နေတဲ့ဝစ်စုံနဲ့စလေးခဲ့ပါသေးတယ်။မြင့်မြတ်မှုကအရန်ရည်ချင်းရှိပေမဲ့လည်းအသက်က19နှစ်သားရှိနေသေးရမို့ public speaking နဲ့ question and answer အမေးဖြေကဏ္ဍတွေမှာအားနေမှာကိုပြည်သက်တွေကစိတ်ပူနေကြတာပါ။အလာမေပွဲတွေဟာလှနေရုံနဲ့လေ crown ရဖို့မဖြစ်နိုင်တာမို့လူတွေရဲ့အသေးကိုချွေနိုင်တဲ့စကားပြောကောင်းမှုလည်းလိုအပ်ပါသေးတယ်။ဆရာထူအလွင်ကတော့မြင့်မြတ်မှုကို crown ရဖို့မျှော်လင့်ထားပြီးပြည်သက်တွေကလည်း crown မရခဲ့ရင်တော့ top 5ဝင်မယ်လို့မှန်းထားကြတာပါ။